ကျေးဇူးပြန်ဆက်တဲ့မြေခွေးကိုတင်တွေ့ဘူးပါသလားဒီမြေခွေးဟာကျိုးနဲ့အခြေခံထားရပြီးလှုပ်မရဖြစ်နေတာပါမြေခွေးအတွက်မျောလင့်ချက်ပျောက်ဆုံးနေတဲ့အချိန်မှာပဲစိတ်ထားကောင်းတဲ့အဖိုးနဲ့တွေ့သွားပြီးအဖိုးကကရိယာတွေနဲ့အဲ့ဒီမြေခွေးကိုကယ်ဖို့လုပ်ပါတော့တယ်ဒါပေမဲ့မြေခွေးကလည်းထိတ်လန့်ပြီးအဖိုးကိုရန်ပြုနေပါတယ်ဒီစိတ်ထားကောင်းတဲ့အဖိုးကသူ့ကိုဒုက္ခပင်လယ်ထဲကနေလွတ်အောင်ကူပေးနေမှမသိချပါဘူးအဖိုးကလည်းမြေခွေးကိုအပြစ်မတင်ပါဘူးမြေခွေးကိုကယ်တဲ့အချိန်မြေခွေးထိတ်လန့်မနေအောင်လို့ကျင်နာစိတ်ရှိတဲ့အဖိုးကမျက်နှာသွပ်ပွားနဲ့မြေခွေးရဲ့မျက်လုံးကိုအုပ်ထားပေးပါသေးတယ်ဒီတာနဲ့ကက်ကျစ်ထုတ်ပြီးမြေခွေးကိုပေါ်မှာပတ်နေတဲ့ကျိုးတွေကိုဖျက်ပေးနေပါတယ်မြေခွေးတွေကစိတ်ဆွမ်းအားရှိပြီးနက်ပြစ်အောင်မှကြင်ကြံနိုင်တယ်ဆိုပြီးစိုးစမတ်ပြုကြပါတယ်ဒီနေ့သာသူ့ပြက်တရားနေမဟုတ်ရင်ဒီကျိုးလေးလောက်ကတော့သူ့အတွက်အသာလေးပါပဲဒီဖို့ကသူ့ဘဝရဲ့ကျေးဇူးရှင်ကြီးဆိုတာသိကြပါတယ်မြေခွေးကိုဒုက္ခတွေကလွတ်ဖို့ကိုပေးနေတော့မှမြေခွေးလည်းဒီဖို့ကလူကောင်းမှန်းခံစားမိတာနဲ့မြေပေါ်မှာငြင်းငြင်းလေးလှဲနေပြီးအလိုက်တင်နေပေးနေပါတယ်အဲ့ဒီအချိန်အဖို့ရဲ့အိမ်သားတွေလည်းလာကူပေးနေပါပြီအတော်ကြာရုံးခဲ့တော့မြေခွေးရဲ့ကိုယ်ပေါ်မှာဒဏ်ရာတွေနဲ့နေပါပြီမြေခွေးကိုကျိုးတွေရဲ့ချုပ်ချယ်မှုကနေလွတ်အောင်လို့နှစ်ယောက်သားအပြန်လန်သတိထားပြီးမြေခွေးကိုပေါ်ကကျိုးကိုဖျက်နေပါတယ်တစ်ချိန်တည်းမှာပဲအဖိုးအိုကမြေခွေးကိုချော့ပေးနေပါသေးတယ်စကလုံးတွေနဲ့မဖော်ပြနိုင်ပေမဲ့ဒီအဖိုးကသူ့ရဲ့စိတ်ရင်းနဲ့ကူညီပေးနေမှမြေခွေးလည်းခံစားမိနေပါပြီအဖိုးကမြေခွေးကိုပေါ်ကကျိုးတွေအကုန်လုံးကိုရှင်းပေးပြီးတဲ့အချိန်မြေခွေးတစ်ကိုယ်လုံးကိုတေချာလိုက်စစ်ဆေးကြည့်နေပါသေးတယ်မျက်စိနဲ့မမြင်နိုင်တဲ့ဒဏ်ရာတွေကပိုးကူးဆက်ခံရပြီးမမျော်လင့်ထားတဲ့နောက်ဆက်တွဲတွေဖြစ်လာနိုင်တယ်လေနှစ်ယောက်သားအတော်ကြာကယ်ဆယ်ပြီးတဲ့နောက်မှာတော့မြေခွေးလဲကျိုးတွေကနေအောင်မြင်မြင်လွတ်မြောက်သွားပါပြီအဖိုးလည်းကရိယာနဲ့မြေခွေးကိုဘေးမဲ့လွတ်ပေးဖို့လုပ်နေပါတယ်ဒီမြေခွေးကနောက်ကျရင်ဘလို့နည်းနဲ့ဖိုးကိုကျေးဇူးဆက်မလဲဆိုတာမသိပေမဲ့ဒီကျေးဇူးရှင်ကြီးကိုဘယ်တော့မှမေ့မှာမဟုတ်ပါဘူး